နော်မောင်လေးနော် ကဲပြောတော့မော်လေးလားယောက်ျားကောင်းလေးကြတော့အရန်ကို မဲနဲ့ဟုတ်ညီကိုစေတနာနဲ့ငါပြင်ပေးထားတာညီဆိုင်ထဲမှာလာစထိုင်ကြတဲ့ကညီမျက်နှာဖြူပတ်ဖြူရောနဲ့မလို့လေသွေးတိုးအောင်လို့ဆိုပြီးလေးသေးထားတာသွေးတိုးအောင်လို့ မျက်နှာကိုကြည့်ပြီးမှတန်းသေးတယ်ပေါ့နော်ကက်စတမာမျက်နှာကိုကြည့်ပါမလေးဒုက္ခနာ လေးသေးထားတာအဲ့ဒါစေတနာနဲ့မလို့စား စာ အပြင်ခိုင်းနဲ့ပြင်ပေးနိုင် အပြင်ပြင် နော်မောင်လေးနော် မော်လေးကြတော့နော်မော်လေးနော်နော်မော်လေးနော်ဟာအမကြီးချုပ်တဲ့စကားတော့မိုင်းပြီ မောင်လေးကဘာမှမလုပ်ဘူးလား အဲမော်လေးကဘာမှမ ပြင်ခိုင်းနော် အလိုပြေခိုင်းတော့မှကြာလူကြီးပြေခိုင်းတော့ဖက်ကြတော့မပြေခိုင်းပေးရှင်ဘူးနော်ဟာ မောင်လေး မော်လေး ဟေးလို့ဒီလား ဟေး ပြပြမဟေးလို့လည်းထပ်ပြောနော်မမထပ်ထည့်ပြီးမယ်သိလား အဲမင်းဆက်ဆက်ပြန်လာအမတော်လေးချင်းတယ်ဘာဘာ လာတယ်မီလာနောက်တစ်ယောက် လာပြန်မလာ ဒီ နောက် ဆိုင် ပြန် ကိုလာထိုင်ကြတဲ့ကငါညီရဲ့ခန္ဓာကိုယ်ကြည့်ကြတဲ့ညီအချင်းတက်လူနေတာ လာကတဲ့ကနော်ဟာတော်ကျွမ်းတယ်နော်မိုးခါရောင်းလို့ဆိုင်လာကတဲ့ကဒီကမဘာလေကြိုက်လာအရှင်ကြိုက်လာအငယ်ကြိုက်လာအဆက်ကြိုက်လာအဲ့လိုပေါ့နော်တိုင်းတီးတာပေါ့နော်မေကလေးချီချင်းဆိုတော့တီးရဖြစ်မှာပေါ့ အချက်ချင်းလေးလုပ်ပေးထားလေဘာလို့လဲ မဖြစ်တော့လေးချီမကောင်းလို့လား ညီခန္ဓာကိုယ်ကြည့်ကြတဲ့ကငါလေးလာ သူကန်ထားကိုကြည့်ကြတဲ့သူလေးလာထားလာဟာအရင်မိုက်တော့ရေ ဟာအရာကြီးအချင်းတက်ကိုလိုဖို့လိုသေးတယ်ဒီတက်ကိုလိုသေးရတော့ အချင်းတဲ့ကိုတော့လို့နေတာသူကအချင်းတဲ့နေဟိုပေါ့အချင်းတဲ့နေအာဟိုပေါ့နေတာဖြစ်မှာပေါ့နော်ကိုကန်စားအချင်းတဲ့နေဟိုပေါ့ဗီတာမင်မပြည့်ရလည်းဖြစ်မှာပေါ့နော်အဲ့ဒါနဲ့အမကြီးကပို့ပြီးမှတွက်ချက်ဗီတာပြီးမှလုတ်ပေးတာပေါ့နော် အမတိဆမ်တီအမတိဆမ်တီမျိုးနော် အာတီချာတီ အော်ဘာမှအိမ်မလေးဖြောတောင်းလို့အဲ့လက်ဆောင်လေးသမျှဒီအစ်စ်လေးနော်အကြောင်းလေးနော်ကေးဆဆဘာလဲဘာမှမလုပ် မ ဘူး လည်းဘာမှမလို့မော်လေးချဘာမှမလို့လားဟာတတော်အမကြီးမော်လေးတွေကိုအရန်ကိုဟိုပေါ့နော်ပီတိဖြစ်မိတော့နော်တကယ်ရုပ်ရည်ကလည်းလို့ရုပ်ရည်မျိုးကိုပြောတက်လိုက်တာ ကြည့်လိုက်ညီတို့ကြည့်လိုက်သူဆိုရင်မေးတိုင်းတော့မှမလို့ မဟုတ်တယ် သူ့အတူယူကြစမ်းမှာ အေးပါသူ့လိုသူဂျာဆန်ပါမော်လေးလိုပေါ့နော်မော်လေးကြီးလည်းမကြီးလို့ဆန်သွားလို့ရှိနေတော့ဘာမှဟောပေါ့နော်ကောင်းတာမကောင်းတာပြောတော့ကိုလိုစပ်ပြရပဲထင်မှာအဲ့ဒါ အေးဟဲ့ တော့ပဲချေအေးပါ မရှင်းမယ် ရှင်းမလား အော်ရှင်းတော့မလားဟုတ်မမပြောလို့မေးနေရဒီကမမအလူလောက်တာလीအချက်ရှင်းစရာမလို ဟုတ်ရပါတယ်မရှင်းတော့ယူလိုက်တာပြောပါ အော်မဟုတ်တာကွယ်အဲ့ဒါ အလှလောက်တာတဲ့ဒီနေ့ကတော့ဟိုနှစ်ယောက်ကပါတယ်ထပ်ပြောအောင်မလဲ ရှင်းချင်နေရနောက်နေ့ကျမှမမနည်းနည်းဖြစ်လာစင်နော်အော်နောက်နေ့ကျရင်မမစီကိုလာပြီးမှအဲ့ကျမှရှင်းလို့လာစားပါဒီနေ့တော့မမကိုပါရမီဖြည့်တဲ့အနေနဲ့လေဒီတိုင်းလေးပဲစားတော့ပါနော် ပါရမီဖြည့်တဲ့အနေနဲ့ပါရမီဖြည့်တဲ့အနေနဲ့စားပဲဟိုတော့အလှလောက်တာကော ပြီးတော့ဘာလို့နားနေလာနေနော် နောက်ရတယ်လာခင်ဗျအမလေးအလားပြလိုက်တာ ဒီတော့ရှင်းတော့မှာဘယ်အလူရော ဘေးကအလှတော့လေဟိုတယောက်ကတော့အလှနော်အလှလောက်တာအမကြီးရဲ့အလှပေါ့နော်ပတ်စံမပေးလေရတယ်ဒီတောင်ယောက်ကတော့ပတ်စံတောင်းလာနော်အဲ့လိုရောင်းတဲ့မနော်ဟာတာတော့ဟာတာဒါပေမဲ့စကီးကရန်ကောင်းတယ်လေးယောက်စားတဲ့နေရာမှာယောက်ျားလေးတယောက်ကအလှပဲဆိုတော့တောင်ယောက်ကတော့မလှနိုင်ဘူးလို့ဖြစ်တယ်ဘာဖြစ်တော့လဲဆက်ကြည့် အဲ့ဒါရ
ရေဒီယာချီတာဟဲ့ငါရဲ့ရေဒီယာအမျိုးသားတည်တဲ့ကုသိုလ်ကြီး တိုက်သွားပြီအမျိုးသားတိတက်ကိုတူဘောနော်ဟာခုမှကြားခုနော်အမျိုးသားတိတက်ကြီးရချီတာဟာဘာလဲကြီးရလဲဆက်ကြည့် အဲ့ကြောင့်လေ 我说生日，让你3ယောက်လောက်ပေါင်းရှင်ပါ 我帮手。 တောင်းကြတယ်3ယောက် တော့ရတော့တော့ပါပြီအာအမကြီး အော်မင်းတို့ငါလူသေး 马上发对， ငါစေတနာနဲ့ပြင်ပေးထားတာဟုတ်ငါရဲ့စေတနာစော့ကားတဲ့အတွက်စေတနာရောသေးတောင်းတာ ဟာစေတနာကနေပြထားတာကိုစေတနာကိုကြောက်ကြလို့ငါထားအမ်ဘာပြလိုက်ပါတမ်း ဘလို့ဟိုင်းနဲ့တွေ့နေမှမသိ ယောက်ျားတက်ကြီးရဆိုတာအခုမှကြားဖို့နော်ကြီးရခလေတကယ်တမ်းချေကောင်းမလားဗျာဟိုမှာတန်းတူစားပဲမဟုတ်လေဒီလိုပြောတယ်မှာအဲ့ဒါဘာလဲနှာခေါင်းဝင်လာအဲ့ဒါဘာမှမနှာခေါင်း ဖြစ်နိုင်ရင်သူ့တော့ကိုမရမ်းချင်ဘူးစပင်းနဲ့ဆိုင်မျိုးဖွင့်ချင်လို့အမျိုးသားတည်တဲ့ဆိုအမျိုးသားတည်တဲ့ဆို